ဗီယက်နမ်တောနဲ့ထဲမှာလူလိန်တယောက်ကသူ့ဘာသာသူဘရင်လူကျင်ညာပြီးဥရောပကဧကရာစစ်တွေကိုစိန်ခေါ်ခဲ့တဲ့ဖြစ်ရဆန်ကိုတင်ကြားဖို့ပါသလား။တမိုင်းဆိုတာတခါတလေရုပ်ရှင်တွေထက်တော့ပိုပြီးစမ်းကြဲတတ်ပါတယ်။ဒီနေ့ကျွန်တော်ပြောပြချင်တာကတော့1900စုနောက်ပိုင်းကအရှေ့တောင်အာရှတောတောင်တွေကြားထဲမှာပေါ်ပေါက်ခဲ့တဲ့ကဘာကမင်းလော်နေတဲ့စေဒန်ဘရင်နိုင်ငံရဲ့ထူးဆန်းတဲ့ဇာတ်ကြောင်းပဲဖြစ်ပါတယ်။ဇာတ်လိုက်ကတော့ Marie Charles David de Mérina ဆိုတဲ့ပြင်သစ်လူမျိုးစွန့်စားရှာဖွေသူတယောက်ပါ။သူဟာပြင်သစ်စစ်တပ်ကထွက်ပြေးလာသူလက်နက်မောင်ကိုတမတူဖြစ်တယ်လို့အလွန်တော်တဲ့လူလိန်တယောက်လည်းဖြစ်ပါတယ်။1888ခုနှစ်မှာပြင်သစ်အစိုးရကသူ့ကိုဗီယက်နမ်အလဲပိုင်းကတောင်ပေါ်မျိုးနွယ်စုတွေနဲ့မဟာမိတ်ဖွဲ့ဖို့တောထဲကိုဆေးလွတ်ခဲ့ပါတယ်။ဒါပေမဲ့မီရီနာကအစိုးရခိုင်းတာကိုမလုပ်ပဲသူ့ရဲ့ကိုယ်ပိုင်အစည်းအဝေးကိုအကောင့်ထဲပေါ်ခဲ့ပါတယ်။သူဟာစေဒန်မျိုးနွယ်စုတွေကြားထဲမှာသူတို့ရဲ့ရန်သူတွေကိုနှိမ်နှင်းပေးမယ်ဆိုပြီးယုံကြည်အောင်ဖြောင်းချခဲ့ပါတယ်။အန်အော်စရာကောင်းတာကဒီမျိုးနွယ်စုခေါင်းဆောင်တွေကသူ့ကိုသူတို့ရဲ့ဘရင်အဖြစ်တင်မြှောက်လိုက်ကြတာပါပဲ။သူဟာ Marie 1ဆိုတဲ့ပွဲအမည်နဲ့စေဒန်နိုင်ငံရဲ့ဘရင်ဖြစ်လာခဲ့ပါတယ်။ဒါဟာကလေးကစားစရာမဟုတ်ပါဘူး။မီရီနာဟာတကယ်ပဲနိုင်ငံတစ်ခုလိုပြုမှုခဲ့ပါတယ်။သူဟာကိုယ်ပိုင်အမျိုးသားအလံကိုတွင်ထုံခဲ့တဲ့ Order of Marie Therese ဆိုတဲ့ဂုဏ်ထူးဆောင်တစိမ့်တွေကိုတွင်းလုပ်ခဲ့တယ်။နောက်ဆုံးမှာကိုယ်ပိုင်တိုက်ပွဲဝင်စီးချင်တောင်ရေးခဲ့ပါသေးတယ်။သူဟာအင်ဂျီချင်းပင်တစ်အာဏာပိုင်းတွေကိုအတိမပြုဖို့တောင်းဆိုခဲ့တယ်လို့သူ့နိုင်ငံကိုအကာအကွယ်ပေးဖို့အတွက်ဂျာမနီနဲ့ British တို့စီကိုလည်းတန်တမစာရီပို့ခဲ့ပါတယ်။ဒါပေမဲ့ပင်တစ်တွေကသူ့ကိုယူနန်သူတယောက်လို့သတ်မှတ်ပြီးဖမ်းဆီးဖို့ကြိုးစားတဲ့အခါမှာတော့သူဟာမလေးရှားနိုင်ငံကကျွန်းငယ်လေးတစ်ခုကိုထွက်ပြေးခဲ့ရပါတယ်။အဲ့ဒီမှာပဲ1890ခုနှစ်မှာသူဟာလျှို့ရဆန်းကျဲစွာတည်ဆုံသွားခဲ့ပါတယ်။အချို့ကမွေးခွဲခံရတာလို့ပြောကြတယ်လို့အချို့ကတော့သူ့ကိုယ်သူအဆုံးစီရင်သွားတာလို့ယူဆကြပါတယ်။ဒီသမိုင်းဖြစ်ရဟာလူတယောက်ရဲ့ရဲသိမ်းမှုလိမ်ညာမှုနဲ့ယူသွယ်မှုတွေပေါင်းဆက်ပြီးတောသွင်းတဲ့နေရာမှာခဏတောင်တည်ထောင်နိုင်ခဲ့တဲ့ထူးခြားတဲ့တာတကတစ်ခုပါ။အခုဆိုရင်စေဒန်နိုင်ငံဟာကဘာမြေပုံမှာမရှိတော့ပေမဲ့သူထုတ်ဝေခဲ့တဲ့တစ်စိတ်ခေါင်းတွေနဲ့ဂုံထူးဆောင်တစ်စိတ်တွေဟာတမိုင်းရှာဖွေသူတွေကြားမှာအဖိုးတန်းတဲ့ပစ္စည်းတွေအဖြစ်ခြံရင်းနှီးစေဖြစ်ပါတယ်။ဒီလိုမျိုးဘယ်သူမှမသိသေးတဲ့ကဘာတမိုင်းကထူးဆန်းတဲ့အကြောင်းအရာတွေကိုသိချင်တယ်ဆိုရင်တော့ကျွန်တော်ရဲ့ channel ကို follow လုပ်ထားဖို့မမေ့ပါနဲ့ဦး။နောက်ထပ်ဘယ်တိုက်ကြီးကဘလို့အကြောင်းအရာမျိုးကိုသိချင်လဲဆိုတာ comment မှာရေးပေးထည့်ပါဦး။